အီရန်သဘောတူညီချက်နဲ့မဆိုင်ဟုဆိုကအစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့်လက်ဘနွန်မှာ180ကျော်သေဆုံးဟော်မုစ်ရေလက်ကြားကိုအီရန်ပြန်ပိတ်အမေရိကန်အစ္စရေးနဲ့အီရန်တို့အကြားအပိတ်အခတ်ရက်စက်ရေးကြီးညာပြီးနိုင်ပိုင်အကြမှာပင်ဧပြီလ10ရက်နေ့၌အစ္စရေးလေကြောင်းတိုက်ခိုက်မှုများကြောင့်လက်ဘနွန်နိုင်ငံဘေရွတ်မြို့လေရှိလူစီကားရစီးပွားရေးနဲ့လူနေအင်ဂျီဧရိယာများထိမှန်ခဲ့ပြီးလူ182ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ယာနင့်ချီဒဏ်ရာရရှိခဲ့ကြောင်း AP သတင်းတရမှာဖော်ပြထားတယ်။လက်ဘနွန်စစ်သွေးကြွ Hezbollah အဖွဲ့ကြောင့်လက်ဘနွန်အားအဆိုပါသဘောတူညီချက်တွေထည့်သွင်းထားခြင်းမရှိကြောင်း American သမ္မတ Donald Trump က PBS News Hour သို့ပြောကြားခဲ့တယ်။အစ္စရေးနောက်ဆုံးတိုက်ခိုက်မှုများနဲ့ပတ်သက်၍မေးမြန်းရာတွင်၎င်းကဒါကတီတန်ပဋိပက္ခတစ်ခုပါဟုဖြေကြားခဲ့တယ်။အီရန်နှင့်ကြားဝင်ဆက်ဆက်ပေးသောပါကစ္စတန်တို့ကအဆိုပါသဘောတူညီချက်တွေအကျုံးဝင်သည်ဟုဆိုတော်လဲအီရန်ကြောထုတ်နောက်ပြင်ဖြူ Hezbollah နှင့်ဖိပွားနေသောစစ်ပွဲတွင်ဤသဘောတူညီချက်သည်တက်ရောက်မှုမရှိကြောင်းအစ္စရေးကပြောကြားတယ်။ American အီရန်အပိတ်အခက်ရက်စက်ဤကြီးညာချက်ကြောင့်လက်ဘနွန်ပြည်သူများကြားခဏတစ်ဖြုတ်စိတ်သက်သာရခဲ့ပြီးနောက်ယခုတိုက်ခိုက်မှုကြီးကြုံခဲ့ရခြင်းဖြစ်တယ်။အစ္စရေးစစ်တပ်ကမှုလက်ရှိစစ်ပွဲအတွင်း၎င်းတို့၏အကြီးမားဆုံးသောပူးပေါင်းတိုက်ခိုက်မှုအဖြစ်ခေါ်ဆိုခဲ့ပြီး10မိနစ်အတွင်းဘေရွတ်လက်ဘနွန်တောင်ပိုင်းနှင့်ဘီကာဂျိုင်ဝိုင်းအရှေ့ပိုင်းရှိ Hezbollah ပစ်မှတ်ပေါင်း100ကျော်ကိုတိုက်ခိုက်ခဲ့ကြောင်းပြောကြားခဲ့တယ်။တစ်ဖက်တွင်လည်းအီရန်ထိလက်ဘနွန်တိုက်ခိုက်မှုကိုတုံ့ပြန်သည့်အနေနဲ့ဟော်မုစ်ရေလက်ကြားကိုပြန်ပိတ်ထားလိုက်ပြီးဟုဗုဒ္ဓဟူးနေ့လောပိုင်းတွင်အစိုးရပိုင်မီဒီယာများကဖော်ပြတယ်။ယာယီအပိတ်အခက်ရက်စက်ရေးသဘောတူညီချက်အပေါ်အကောင်းမြင်ချက်ကြောင့်ရခိုင်ကထိုးဆင်းသွားခဲ့သောရေနံဈေးနှုန်းများသည့်ကြာသာပတေးနေ့တွင်ပြန်လည်မြင့်တက်လာခဲ့ပြီဖြစ်တယ်။နိုင်ငံတကာစံတက်မှတ်ချက်ဖြစ်သော Brent ရေနံစိမ်းရှိသည့်2.4ရာခိုင်နှုန်းမြင့်တက်ကဒဇင်လင်69.18ဒေါ်လာသို့ရောက်ရှိခဲ့တယ်။ယာယီအပိတ်အခက်ရက်စက်ရေးကြီးညာပြီးနောက်ရခိုင်ကရေနံဈေးသည့်ဒဇင်လင်62ဒေါ်လာအုပ်ကိုခဏကျဆင်းပွားခဲ့ခြင်းဖြစ်တယ်။ကမ္ဘာလုံးဆိုင်ရာစွမ်းအင်ထောက်ပံ့မှုမှာလည်းမရေရာဆဲရှိနေစေပါကမ္ဘာရေနံနားပုံတပုံကန်ဖြတ်တန်းရာစွမ်းအင်တဲယူပို့ဆောင်ရေးအချက်အခြားကြသောဟော်မုစ်ရေလက်ကြားကိုပြန်ဖွင့်ပေးရန်အမေရိကန်ကအကြိမ်ကြိမ်တောင်းဆိုထားတော့လဲအီရန်ဘက်ကရေလက်ကြားကိုပိတ်ထားဆဲပါ